ဒီကောင်မလေးကတော့ဖေးလို့ခေါ်တဲ့ဂိမ်းဒီဇိုင်နာတယောက်ပါသူမကအသက်28နှစ်ပဲရှိသေးပေမဲ့မိခင်ဖြစ်သူရဲ့အမြင်မှာတော့ဖေးဟာအိမ်အောင်ပြုတ်ဖို့အသက်လွန်နေပြီလို့ထင်နေပါတယ်ဒါကြောင့်နှစ်တစ်ကူမှာအိမ်ကိုရီးစားခေါ်မလာရင်အမေလို့ဆက်ခေါ်ခွင့်မပေးတော့ဘူးလို့ရာဇတန်ပေးခဲ့ပါတယ်အနှဲငယ်စဉ်းစားပြီးနောက်မှာတော့ဖေးတယောက်စွန့်စားဖို့ဆုံးဖြတ်လိုက်ပါတယ်ဖေးကသူမရဲ့အချစ်ဆုံးတငယ်ချင်းမင်မင်ရဲ့အကူအညီနဲ့ရီးစားတယောက်ငှားဖို့လုပ်ခဲ့ပါတယ်အဲ့ဒီအမျိုးသားကတော့တရုတ်ဆောင်ဌာနကကျောင်းသားတဦးဖြစ်တဲ့ကြီးရွှန်ပါသူ့ရဲ့ဘေးပေါက်လုပ်ကတော့အရေးတကြီးရီးစားလိုနေတဲ့မိန်းကလေးတွေအတွက်ရီးစားအဖြစ်ဟန်ဆောင်ပေးတာပါသူတို့နှစ်ယောက်ကြီးရွှန်နဲ့စတင်တွေ့ဆုံချိန်မှာပဲသူဟာအမှုပညာကျောင်းမှာနာမည်အကြီးဆုံးကောင်လေးဖြစ်ကြောင်းမင်မင်ကဖေးကိုပြောပြခဲ့ပါတယ်ငှားရမ်းခကတရက်ကိုရွှန်တဲ့တူညအထိဈေးကြီးပေမဲ့ဖေးကကြီးရွှန်ကိုပဲရွေးချယ်ခဲ့ပါတယ်စာချုပ်မချုပ်ဆိုမီကြီးရွှန်ဘက်ကတောင်းဆိုတဲ့တခုလေးသောစီကံကတော့ဖေးအနေနဲ့သူ့ကိုလုံးဝတန်ရောစင်မတွေ့ဘူးအချစ်မဝင်ဘူးပဲဖြစ်ပါတယ်မကြခင်မှာပဲသူတို့နှစ်ယောက်နှစ်တစ်ကူကျင်းပဖို့ဖေးရဲ့ဇာတိမြို့ကိုပြန်သွားခဲ့ကြပါတယ်အဲ့ဒီမှာသမီးဖြစ်သူရီးစားမရသေးလို့အိမ်နီးချင်းတွေရဲ့လှောင်ပြောင်မှုကိုခံနေရတဲ့ဖေးရဲ့အမေမစ္စဖန်မန်စ်ဖန်နဲ့မမျှော်လင့်ပဲဆုံခဲ့ပါတယ်ဒါကိုကြားတော့ဖေးကကြီးရွှန်ကိုသူတို့ရှိအမြန်ခေါ်သွားပြီးမစ္စဖန်ရဲ့မျက်နှာကိုကယ်တင်ပေးခဲ့ပါတယ်မိသားစုညစာစားပွဲမှာကြီးရွှန်ကအန်တီဖြစ်သူရဲ့တောင်းဆိုမှုအတိုင်းမစ္စဖန်ကိုမေလို့ခေါ်ခဲ့ပါတယ်ဖေးရဲ့အဖေကကြီးရွှန်အနေနဲ့ကောင်မလေးအိမ်မှာနှစ်တစ်ကူလာဖြတ်တန်းနေလို့သူ့မိသားစုကဝမ်းနဲ့နေမလားလို့မေးခဲ့ပါတယ်ကြီးရွှန်ကသူဟာငယ်စဉ်ကတည်းကမိဘမဲ့ဖြစ်ခဲ့တာကြောင့်ဆုံးဖြတ်ချက်အားလုံးကိုကိုယ်တိုင်ပဲချမှတ်ကြောင်းရိုးသားစွာရှင်းပြခဲ့ပါတယ်ခဏကြာတော့ဖေးရဲ့အဖေအရက်အနှဲငယ်မူးလာတာကြောင့်အမေဖြစ်သူကအနားယူဖို့အခန်းထဲတွဲပို့ပေးခဲ့ရပါတယ်အဲ့ဒီနောက်ဖေးကကြီးရွှန်ကိုဧခန်းစီခေါ်သွားခဲ့ပေမဲ့အထဲမှာအရန်ရှုပ်ပွားနေခဲ့ပါတယ်ဒီမြင်ကွင်းကြောင့်သူမအနှဲငယ်ရှက်သွားပြီးကြီးရွှန်ကိုသူမရဲ့ကိုယ်ပိုင်ခန်းထဲကိုပဲခေါ်သွားဖို့ကလွဲလို့ရွေးချယ်စရာမရှိတော့ပါဘူးအထဲကိုဝင်သွားတဲ့အခါအမေဖြစ်သူကသူတို့အတွက်အံ့အားသင့်စရာပြင်ဆင်ထားပေးတာကိုဖေးမမျှော်လင့်ထားခဲ့ပါဘူးအခန်းကိုဟန်နီမွန်းအခန်းတစ်ခန်းလိုအလှဆင်ထားပါတယ်ဒါတွေမကသေးပဲကြီးရွှန်ကျမ်းပြင်မှာမအိပ်နိုင်အောင်မစ္စဖန်ကဆောင်းတွေနဲ့အခင်းတွေအားလုံးကိုပါယူသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာဖေးတယောက်ဘာလို့ရမှန်းမသိပဲပြရခတ်သွားပါတယ်ကြီးရွှန်ကမစ္စဖန်ဖြစ်စေချင်တဲ့အတိုင်းသာလုပ်ဖို့အကြံပေးခဲ့ပါတယ်နောက်ဆုံးမှာတော့ဖေးကသူ့ကိုဖတ်ပြီးမနက်ထိအိပ်ပျော်သွားခဲ့ပါတယ်နိုးနိုးချင်းမှာပဲသူမကတင်ပေါ်ကနေချက်ချင်းပြေးဆင်းသွားပါတယ်မနေ့ညကသူတို့ကြားမှာမမျှော်လင့်ထားတာဘာမှမဖြစ်ခဲ့ဘူးလို့ကြီးရွှန်ကရှင်းပြပါတယ်အဲ့ဒီနောက်မနေ့ကအလုပ်အတွက်ပတ်စံပေးဖို့ဖေးကိုတတိပေးပါတယ်သူမကတေချာပတ်စံပေးတာကိုမြင်တော့ကြီးရွှန်ကသူ့ရဲ့တရုတ်ဆောင်စွမ်းရည်ကိုယုံကြည်ဖို့ဝမ်းသာအားရပြောခဲ့ပါတယ်ဖေးတာလိုအပ်ရင်နောက်နှစ်မှလည်းသူမရဲ့ရည်စားအဖြစ်ထပ်လုပ်ပေးဖို့ဆန္ဒရှိတယ်လို့ဆိုပါတယ်ဒါပေမဲ့လာမဲ့3နှစ်လောက်အထိအမေကသူမကိုအိမ်အောင်ပြုတ်ဖို့တိုက်တွန်းတော့မှမဟုတ်ဘူးလို့ဖေးတွေးထားပါတယ်နောက်နှစ်တစ်ကူမှာရင်ခုန်စရာအချစ်ဇလန်းအဆင့်ဖြစ်ဖို့သူမစီစဉ်ထားပါတယ်ပြီးတော့အဲ့ဒီနောက်တစ်နှစ်မှာတဟကတမဖြစ်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့လမ်းခွဲမယ်ပြီးရင်စိတ်တန်ရာတွေကိုကုစားဖို့နောက်ထပ်တစ်နှစ်လိုအပ်မယ်ဒါကြောင့်ငင်းချမ်းတဲ့3နှစ်တာအချိန်ရဖို့အတွက်ရွမ်3တူညအကုန်ခံဖို့ဖေးလိုလာခဲ့တာပါဒါပေမဲ့မမျှော်လင့်ထားတာတွေဖြစ်လာပါတယ်မစ္စဖန်ကသူမရဲ့အနာဂတ်သမက်ကိုသူတို့အိမ်မှာနည်းနည်းကြာနေဖို့တောင်းဆိုခဲ့ပါတယ်ဒီအတွက်ကြောင့်အမေကတခုခုထူးခြားနေတာကိုသတိထားမိသွားမလားဆိုပြီးဖေးစိုးရိမ်သွားပါတယ်ဒါပေမဲ့ပတ်စံနဲ့ဆိုအရာအလုံးကိုဖြေရှင်းနိုင်တယ်လို့ဂျီရွှန်ကယုံကြည်ပါတယ်ပြီးတော့ဖေးကိုသူနဲ့စာချုပ်တက်တန်းတို့ကိုအကြံပြုခဲ့ပါတယ်ခဏလောက်စဉ်းစားပြီးနောက်ဖေးကသူ့ကိုအရင်ညှိနှိုင်းဖို့ဆုံးဖြတ်လိုက်ပါတယ်တလစာအတွက်ငှားရမ်းခကိုတဝက်လျှော့ပေးဖို့ဂျီရွှန်ကိုတောင်းဆိုခဲ့ပြီးတစ်ချိန်တည်းမှာပဲသူမနဲ့ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုကိုကန့်သက်ဖို့ဖေးကတောင်းဆိုခဲ့ပါတယ်ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုကအပိုစုဝန်ဆောင်မှုဖြစ်ပြီးစင်တီမီတာအလိုက်ကျတဲ့ငွေကောက်ခံသွားမယ်လို့ဂျီရွှန်ကပြောပါတယ်ဖေးကနှစ်ပေါင်းများစွာကြိုးကြိုးစားစားအလုပ်လုပ်ခဲ့တာကြောင့်ဒီငွေကိုပေးနိုင်စွမ်းရှိပါတယ်ဒါကြောင့်ဂျီရွှန်နဲ့တလစာချုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အခုချိန်ထိလည်းသူ့ဘက်ကစီကံချက်တစ်ခုတည်းသာရှိပါသေးတယ်ဖေးကသူ့ကိုလုံးဝအချစ်မဝင်ရဘူးဆိုတာပါပဲထမင်းစားချိန်မှာမစ္စဖန်ကသူမရဲ့တမက်ကိုအစားအစာတွေအများကြီးခူးပေးပါတယ်ပတ်စံရထားတာကြောင့်ဂျီရွှန်ကရောက်ခမဖြစ်သူသဘောကျအောင်အကုန်စားခဲ့ရပါတယ်စားပြီးနောက်သူဝလာမှာကိုစိုးရိမ်သွားပါတယ်ဒါကြောင့်ခန္ဓာကိုယ်အချိုးအစားကိုထိမ့်သိမ့်ဖို့ဂျီရွှန်ကချက်ချင်းပဲ1 byte လေ့ကျင့်ခန်းတွေစလုပ်ပါတော့တယ်သူ့ကိုကူညီပေးမဲ့သူမရှိတာကြောင့်ဖေးကိုသူ့ကိုခန္ဓာကိုတိုင်းပေးဖို့တောင်းဆိုခဲ့ပါတယ်အလုပ်ကိုအခွင့်ကောင်းယူပြီးသူမနဲ့နီးစပ်အောင်စူးစမ်းနေတယ်လို့ထင်ပြီးဖေးကရှက်ရမ်းကသူ့ကိုတွန်းထုတ်ခဲ့ပါတယ်ဂျီရွှန်ကသူမကိုရိုးရိုးသားသားပဲတွေးဖို့အကြံပေးပါတယ်သူ့ရဲ့ခန္ဓာကိုယ်အတိုင်းအတာတွေတိုးလာတာကိုမြင်တော့သူအရန်စိုးရိမ်သွားပါတယ်အရင်ကရှိခဲ့တဲ့ထက်မြက်တဲ့မေးရိုးတွေပျောက်သွားပြီလို့ဆိုပြီးမထိန်နိုင်မသိမ်းနိုင်စားမိတဲ့သူ့ကိုယ်သူအပြစ်တင်ပါတော့တယ်မစ္စဖန်ရဲ့ထမင်းစပွဲတွေမှာကယ်လိုရီ1000ထက်မကစားသုံးမိတာကသူဝလာရတဲ့အကြောင်းရင်းလို့ယုံကြည်နေပါတယ်
သူတွတ်တွတ်ညှဉ်းညူနေတာကိုကြားရတာဖေးကိုအနှဲငယ်စိတ်အနှောက်အယှက်ဖြစ်စေတာကြောင့်ရော်ကြီးအဖြစ်ဂျီရွှန်ကိုပတ်စံအပိုအချို့ပေးဖို့သဘောတူလိုက်ပါတယ်။နောက်ပိုင်းမှာဖေးကအပြင်ထွက်လမ်းလျှောက်ဖို့ဆုံးဖြတ်လိုက်ပြီးပိုင်ဆိုတဲ့တငယ်ချင်းဟောင်းတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။တွေ့ချင်းမှာပဲသူကဖေးကိုယောက်ျားလေးတွေကိုကြောက်တက်လို့အခုထိစိတ်ငုပ်ဖြစ်နေတာလို့လောင်ပြောင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာဂျီရွှန်ရုတ်တရက်ပေါ်လာပြီးဖေးရဲ့ရည်စားအဖြစ်သူ့ကိုယ်သူမိတ်ဆက်ခဲ့ပါတယ်။နောက်တစ်ခါ mask မတက်ပဲအပြင်ထွက်တဲ့သူတွေနဲ့ဝေးနေဖို့တောင်သူ့ကောင်မလေးကိုလှည့်ပြီးသတိပေးလိုက်ပါသေးတယ်။ဂျီရွှန်ရဲ့ဒီလုပ်ရက်ကဖေးအပေါ်နှက်ဆိုင်တဲ့အထင်မြင်ကိုခြံထားရေးခဲ့ပါတယ်။အိမ်ပြန်ရောက်ပြီးနောက်သူမကသူ့ရဲ့ပုံတူကိုစိတ်လှုပ်ရှားစွာရေးဆွဲခဲ့ပါတယ်။သူမရဲ့ဂိမ်းအစ်စ်မှာအဓိကဇက်ကောင်ရဲ့ပုံရိပ်အဖြစ်အသုံးပြုခြင်းခဲ့တာပါ။သူမတငယ်ချင်းရဲ့ပုံဆွဲတာဂျီရွှန်ဖြစ်ကြောင်းမင်ကရှာဖွေတွေ့ရှိခဲ့ပါတယ်။ငှားထားတဲ့ရည်စားနဲ့လက်တွေ့ဘဝကိုမရောထွေးဖို့ဖေးကိုတတိပေးခဲ့ပါတယ်။ဂျီရွှန်စီကနေစိတ်ကူးယုံတာဖြစ်ကြောင်းဖေးကချက်ချင်းရှင်းပြပါတယ်။သူ့လိုယောက်ျားတစ်ယောက်ကြောင့်စိတ်မလှုပ်ရှားဖို့မင်ကပြောပါတယ်။ဂျီရွှန်ကိုမြင်တိုင်းသူ့နှလုံးခုန်မြန်လာကြောင်းဖေးကဝန်ခံခဲ့ပြီးသူ့အတွက်ပတ်စံဖို့သုံးကျင်တယ်လို့လည်းဆိုပါတယ်။အဲ့ဒီညကဖေးနဲ့ဂျီရွှန်တို့နမ်းခဲ့ကြတယ်လို့ကောင်မလေးကအိမ်မက်ခဲ့ပါတယ်။ချိုမြိန်တဲ့အိမ်မက်ကြောင့်ဖေးသတိမထားမိပဲရေမောခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ဂျီရွှန်ကပုံမှန်အတိုင်းပြန်ဖြစ်ဖို့အလေးမလေးကျင်ကန်တွေကြိုးစားစားလုပ်နေပြီးဖေးကသူ့ကိုတိတ်တဆိတ်စောင့်ကြည့်နေခဲ့ပါတယ်။ဖေးရဲ့ထူးဆန်းတဲ့အပြုအမူတွေကြောင့်ကောင်မလေးသူ့ကိုသဘောကျနေပြီလားလို့ဂျီရွှန်တန်တရားဝင်သွားပါတယ်။သူ့အပေါ်လုံးဝစိတ်မလှုပ်ရှားဖို့ဖေးကိုတတိပေးခဲ့ပါတယ်။ဖေးကချက်ချင်းညှင်းဆိုခဲ့ပေမဲ့ဂျီရွှန်ကိုခိုးကြည့်နေစေပါ။ဘာလို့သူ့ကိုစိုက်ကြည့်နေတာလဲလို့ဂျီရွှန်ကမေးပါတယ်။ဖေးကသူမအလုပ်လုပ်နေတာပါလို့ရှင်းပြပါတယ်။ဂျီရွှန်ကသူမရဲ့တက်ပလက်ကိုပြခိုင်းပါတယ်။ဒီအချိန်မှာမစ္စဖန်ကသူတို့နှစ်ယောက်အတွက်တစ်သီးတွေယူလာပေးပါတယ်။ဒါကြောင့်ဖေးကသူ့အပေါ်ချစ်ခင်ဟန်ဆောင်ခဲ့ရပါတယ်။သူမအမေခန်းထဲကထွက်သွားတာနဲ့ဂျီရွှန်ကသူ့မစီကနေပတ်စံတောင်းပါတော့တယ်။ဖေးကသူ့လက်ကို23စင်တီမီတာအရွယ်အစားလောက်ထိတွေ့ခဲ့တာကြောင့်ရွမ်း23သူညနဲ့ညီမျှတယ်လို့သူကပြောပါတယ်။ဂျီရွှန်ကသူမကိုကဲတင်ခဲ့တုန်းကအရန်နူးညံ့သိမ်မွေ့ပေမဲ့အခုကျတော့တခြားလူတစ်ယောက်လိုပြောင်းလဲသွားပုံရလို့ကောင်မလေးကချက်ချင်းပဲအပြစ်တင်တဲ့မျက်နှာထားပြသခဲ့ပါတယ်။သူ့ရဲ့တွေးခေါ်မျှော်မြင်မှုနဲ့တိမ်မွေးတဲ့လုပ်ရက်တွေကသူ့ရဲ့တရုပ်ဆောင်မှုတသက်တာဖြစ်ပြီးတကယ်ဂျီရွှန်ကအကျိုးမြတ်ကိုသာဂရုစိုက်ကြောင်းဖေးကိုတတိပေးခဲ့ပါတယ်။ဒီစကားတွေကဖေးကိုသူ့အပေါ်မနှမျိုးစေဖို့မျှော်လင့်ခဲ့တာပါ။ကောင်မလေးကအနှဲငယ်စိတ်ဆိုးသွားပြီးအခန်းထဲပြန်ဝင်ကသူမရဲ့အချစ်ဆုံးတငယ်ချင်းစီဖုန်းဆက်ခဲ့ပါတယ်။ချစ်ခင်ကျင်နာမှုပြသတာဟာရည်စားတစ်ယောက်ရဲ့တာဝန်ဖြစ်ပြီးဂျီရွှန်ကသူမကိုလှည့်စားခဲ့တာကြောင့်အခုလိုရုပ်ပိုင်းဆိုင်ရာထိတွေ့မှုအတွက်ပတ်စံတောင်းရတာဖြစ်ကြောင်းဖေးကမင်ကိုညှဉ်းညူခဲ့ပါတယ်။အဲ့ဒီနောက်သူမဂျီရွှန်ကိုဖုန်းဆက်ပါတယ်။ဇက်ကားရိုက်ကူးရေးအဖွဲ့အတွက်လူစားထိုးအဖြစ်လုပ်ကင်ဖို့တရက်ခွင့်ပေးဖို့ဂျီရွှန်ကဖေးကိုတောင်းဆိုခဲ့ပါတယ်။မကြခင်မှာပဲသူမကဂျီရွှန်ကိုရှာဖို့ရိုက်ကွင်းကိုသွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ရှေးဟောင်းဝစ်စုံတွေနဲ့သူ့ရဲ့ရုပ်ရည်ချုံမုံမှုကြောင့်ဖေးအံ့ဩမင်တက်သွားခဲ့ပါတယ်။သူရေထဲကိုအကြိမ်များစွာဆင်းရပြီးရိုက်ကူးရေးအဖွဲ့ရဲ့လေးစားမှုမခံရတာကိုလည်းသူမမြင်တွေ့ခဲ့ရပါတယ်